လုံးမင်္ဂလာပါ Little White Rabbit Company Limited နဲ့ကြိုဆိုလိုက်ပါရှင်ညီမရဲ့ Little White Rabbit Company Limited ရဲ့လက်အောက်မှာတော့ညီမအမျိုးသားရဲ့ Innocent ရဲ့ HMI ကထပ်မံပြီးတော့တည်ရှိနေပါရှင်နောက်ပြီးရင်တော့ညီမတငယ်ချင်းတူတူဝိုင်း HMI ကလည်းလာ join ထားလေးတော့ရှိပါရှင်ဟုတ်ကဲ့ရှင်ညီမကိုအယောင်လေးမိတ်ဆက်ပေးခြင်းတဲ့အယောင်လေးတစ်ခုကတော့42ရက်ကွာတခင်အောင်ဖေကြီးလမ်းမှာတခင်အောင်ဖေကြီးလမ်းကျဲဘာတူတဲပေါက်မှာရှိတယ်ဝမ်းစီတိုက်ကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းလို့ပါရှင်ဟုတ်ဒီအိမ်လေးကတော့ပေကျအဖြစ်ဆိုရင်ပေ40 60ကျဲပြီးတော့စားရစားတဲ့နေရာတော့ခဲအမြင်ပါပါရှင်ခေါ်သေးလေးကတော့သိန်း2000နဲ့မှ900ကို short တင်းလေးတော့ရှိပါတယ်ရှင်ဟုတ်ကဲ့ဒီအိမ်လေးကအလှည့်လေးကတော့အရှိလှည့်လေးလည်းဖြစ်လို့အိမ်နံပါတ်ပေါင်းချင်းနဲ့73နေလည်းလွတ်ပါတယ်ရှင်အဲ့တော့ဒီအိမ်လေးကိုလာရောက်ပြီးတော့ဝယ်မယ်ဆိုအကျိုးတူယူမယ်ဆိုရင်တော့ညီမရဲ့တိုင်ရိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့11ရမီမျိုးလို့ရင်ဒီအိမ်လေးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုလို့ပါက094443နဲ့26695935353တို့ဆက်သွယ်မြင်နိုင်ပါတယ်ညီမကတော့ရုပ်ပြလေးပါရင်ဟုတ်ကဲ့ဒီအိမ်လေးရဲ့ပတ်ဝန်းကျင်လေးဒါလေးကတော့ရှင်းမျက်နှာစာလေးကတော့ဒါကြောင်းမျက်နှာစာလေးတော့တွေ့ရလိမ့်မယ်ပေါ့နော်ရှင်းမျက်နှာစာလေးကတော့ဒါဘယ်လိုပြောရမလဲဆိုတခင်အောင်ဘာလူးလမ်းနေဝင်မယ်ဆိုရင်လမ်းမကြီးရနေပြီးတော့တော်တော်အတွင်းထဲတိဝင်ရတယ်ပေါ့နော်ပတ်လန်းထီတောင်ဝင်ရတယ်ဆိုတော့မျက်နှာစာလေးအပြင်ကတော့ဒီလိုလေးရှိနေပြီတဲ့ဆိုပေမဲ့လည်းပေ60လမ်းကျယ်ပေါ်မှာရှိတဲ့အိမ်ကောင်းလေးတိမ်ပဲဖြစ်ပါတယ်ဝမ်းအစီလေးပေါ့နော်အိမ်လေးနဲ့ပါတဲ့အတွက်ကြောင့်မလို့ဒီဟာလေးကခေါ်သေးလေးအပြည့်ဆိုရင်လည်းဒါဈေးနှုန်းတင်းတင်းမြတ်တာတယ်လို့ပြောမယ်ပေါ့နော်ခေါ်ရမှာဒီအိမ်လေးကတော့ဒီဗာလဲခေါ်သေးကို3500ကိုဒါအရှော့တင်းလေးတော့ရှိရရောင်းသူဝယ်သူလေးတော့ညှိပေးပါရှင်အားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်မယုံကြည်လေးပါတတဒီမျက်နှာစာလေးကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျတော့လာဝင်လို့ရပါဘောနော်မျက်နှာစာလေးအဖြစ်နဲ့ဒါတိတ်ဆိတ်ငြိမ်သက်တယ်ပေါ့နော်ညီမတို့မြောက်တကုံမှာတော့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတွေကြီးပါပဲမြောက်တကုံဆိုတာတော့သိတဲ့အတိုင်းပဲဒုတိယရှေ့တောင်ကြားလीနော် great day ကလေးနေရဆိုတော့လေအဲ့တော့42ရက်ကွက်မြောက်တကုံမှာရှိတဲ့သခင်ဥဖေးလမ်းကျုပ်ဒီမှာတည်ရှိတဲ့ဝမ်းစီတိုက်ကောင်းလေးပဲဖြစ်ပါတယ်သခင်ဥဖေးပတ်လန်းပေါ်တော့ရောက်သွားပါတယ်ရှင်ဘာလူတဲပေါက်ပါလမ်းကျဲပါထပ်ပြီးမှ